30 minutes ယူမယ်ကျုပ်လေးဆယ်ရမယ်ကျုပ်လေးဆယ်ရပြီးရင်ကျုပ်တော့ဖြူစီတက်မှာနော်High street food လေးချက်ပြမယ်ဝသားနဲ့ကျတော့ဖြူစီတက်ပြီးပြီဆိုရင်ဝသားထည့်မယ်ဝသားထည့်ပြီးသင်္ကန်းပြားရည်နဲ့ခူးစီဆက်ထားတဲ့ဆော့လေးနည်းနည်းထည့်မယ်ကြားနည်းနည်းထည့်မယ်စက်သားမှုနည်းနည်းထည့်မယ်ဆက်ဆွဲဆော့ပြီးလာပါဆက်ဆွဲဆော့ပြီးဝတိရောက်ထည့်မယ်ကျင်းလေးထည့်မယ်ကျင်းကြော်ရတာဒီကိုပြန်ရောလိုက်နေဒီကောင်းမှုဖြူလေးပြီးနော်ဒီချက်တော်မင်းနဲ့ဒီဆောင်းလေးရထည့်မယ် white pepper ဖြူမယ်ဒီနေ့ဒီမှာ OB စားမယ်ထိုင်းဟင်းလေးပါကျွန်တော် chef ဆိုပါအင်းလေးတွေနေတိုင်းချက်ပြီးစီစဉ်နဲ့မျှဝေနေတာဖြစ်ပါတယ်အဆင်ပြေချက်စားပါအဆင်ပြေကြော်ပါ thank you ပါ